တခါတလေကြတော့လေတိတော့တိနေတယ်ဒါပေမဲ့လို့ရှင်းရှင်းလင်းလင်းမသိနေဘူးမေးလိုက်လို့ရှင်တိဓာကြီးကဘာကြီးလဲဓာကြီးကဘာကြီးဘာသိနေတယ်ဒါပေမဲ့လို့ဒါကဘာလောက်တာလဲဘာလဲဆိုပြီးပြန်ရှင်းပြဟေ့ဆိုရင်တိတိကျကျမရှင်းပြနိုင်တဲ့ဇဝေဇဝါအနေအထားမျိုးတွေဗီဒီယိုလေးကတော့ကျမတို့ဒီအင်္ဂလိပ်စာကိုတိတိကျကျလေ့လာခြင်းအခြေခံနေစပြီးတော့လေ့လာခြင်းတဲ့သူတွေgrammar ကိုအခြေခံနေစပြီးတော့တိတိကျကျနာအခြေခံပိုင်းခြင်းနဲ့ဆိုရဲ grammar ပိုင်းခြင်းနဲ့ဆိုရဲသူတွေအတွက်ပါအဲ့တော့ဒီကျမတို့ဒီ grammar ကိုအင်္ဂလိပ်စာ grammar ကိုလုံးဝကျွမ်းကျွမ်းကျင်ပိုင်းနိုင်တိဖို့တက်ဖို့ဆိုလို့ရှိရင်ဒီ 8 parts of speech ကိုကျမတို့လုံးဝကိုမေ့ထားလို့မရဘူးပေါ့နော်။ဘာဖြစ်လို့လဲဆိုတော့ဒီ 8 parts of speech ကလုံးဝအခြေခံတောက်တိုင်တစ်ခုဆိုတော့လေဒီ 8 parts of speech ကိုကလုံးဝတိတိကျကျကာကနနာသိထားမယ်ပိုင်းနိုင်နေမယ်ဆိုလို့ရှိရင်เนาะ grammar တွေကို advanced level တွေကိုလုံးဝတိတ်ချသဘောပေါက်ပြီးတော့ like နိုင်မှာပေါ့နော်။အဲ့တော့အဲ့ 8 parts of speech ဆိုတာကိုကျမတို့ကျောင်းမှာတော့ငယ်ငယ်လေးတည်းကျမတို့9တန်း6တန်းကသင်ခဲ့ပြီးသားပေါ့နော်။ဒါပေမဲ့လို့လည်းကျမတို့တစ်ခါတလေမှာကြတော့မေ့နေတာမျိုးလည်းဖြစ်နိုင်တယ်လို့တစ်ခါတလေကြတော့လည်းတိတော့တိနေတယ်ဒါပေမဲ့လို့ရှင်းရှင်းလင်းလင်းမသိနေဘူးမေးလိုက်လို့ရှင်တိဓာကြီးကဘာကြီးလဲဓာကြီးကဘာကြီးဘာသိနေတယ်ဒါပေမဲ့လို့ဒါကဘာလောက်တာလဲဘာလဲဆိုပြီးပြန်ရှင်းပြဟေ့ဆိုရင်တိတိကျကျမရှင်းပြနိုင်တဲ့ဇဝေဇဝါအနေအထားမျိုးတွေ10တန်းအောင်ပြီးတော့တက်တူရတော့မှကျမ8 parts of speech ကိုတေချာသိခဲ့ရတာပေါ့နော်အဲ့တော့ဒီမှာပေါ့နော်8 parts of speech ဆိုတာဒါကြီးတွေပဲငါတို့သိပြီးသားပါပေါ့နော်ဟုတ်ပါတယ်ဒါကျမတို့လူတိုင်းသိပြီးသားကျမတို့ဒီငယ်ငယ်တွေကသင်ခဲ့ပူတဲ့8 parts of speech ကဘာလဲဆိုတော့ noun pronoun adjective verb adverb conjunction preposition interjection ဆိုတော့ဒီဟာလူတိုင်းသိတယ်အဲ့တော့တစ်ခါတလေမှာဒီ interjection ဆိုတဲ့ဟာကတော့နည်းနည်းပါတိတ်ပြီးတော့တိတ်ကြားဘူးနားမရှင်တဲ့စကားလုံးဖြစ်ကောင်းဖြစ်နိုင်တယ်ပေါ့နော်ဒါပေမဲ့လို့ဘာလဲဆိုလို့ရှိရင်ကျမတို့နောက်မှဆက်ပြီးတော့ပြောသွားမယ်ပေါ့နော်။ Okay အဲ့တော့ကျမတို့တစ်ခုချင်းစီကြည့်လိုက်အောင်။နော်။နောက်အဲ့တော့ဒီနေရာမှာဒီတခြားဟာတွေမသွားခဲ့မှာပေါ့နော်။ကျမတစ်ချက်အကြံပြုချင်တာဒါကျမရဲ့ personal experience ပေါ်မှာမူတည်ပြီးတော့အကြံပြုချင်တဲ့ဟာဘာလဲဆိုတော့ကျမတို့ကအင်္ဂလိပ်စာကိုအင်္ဂလိပ်စာမှာ grammar မှာသူ့ရဲ့အခေါ်အဝေါ်တွေသူ terms တွေကတော့ရှိရလေနော်ကျမတို့ဒါဘယ်ဘာသာရပ်မဆိုသူက terms တွေကတော့ရှိကြတာပဲဆိုတော့ဒီ noun တို့ pronoun တို့တွေကိုဒီမြန်မာတရားရဲ့ဟာတွေနဲ့တွဲမှတ်ရင်ကျမတို့အဲ့မှာတော်တော်တိုင်ပတ်သွားအောင်ပေါ့နော်။ဘာလို့မြန်မာမှာလည်းတရားမှာလည်းရှိတယ်။ဥပမာ noun ဆိုလို့ရှိရင်မြန်မာတရားမှာဆိုနံဟုခေါ်သည်လေနော်။ဆိုတော့အဲ့တော့ကျမကတော့အကြံပေးချင်တာကအင်္ဂလိပ်စာကိုအင်္ဂလိပ်လိုပဲကျမတို့မှတ်ကြရအောင်ပါနော်ဆိုတော့အင်္ဂလိပ်စာကိုကျမတို့မြန်မာစာနဲ့တစ်ချက်တွဲမှတ်ဖို့အင်္ဂလိပ်စာကိုအင်္ဂလိပ်လိုပဲမှတ်ပြီးတော့ဒီအင်္ဂလိပ်စာဒီကိုသိလိုက်တဲ့ဒီစကားလုံးတစ်ခုဒီအရာတစ်ခုသူကဒီအင်္ဂလိပ်ဘာသာမှာအင်္ဂလိပ်စာဘာသာမှာဘာအလုပ်ကိုလုပ်တယ်ဆိုရယ်သူ့ရဲ့ function နဲ့သူ့ရဲ့ဒီစကားလုံးကိုပဲကျမတို့တွဲမှတ်ရအောင်အဲ့ဒါဆိုလို့ရှိရင်ကျမတို့အတွက်အရန်ရှင်းသွားတယ်ရှင်ဆိုတော့တစ်ချက်ကြည့်လိုက်မယ်ဘယ်လိုမျိုးမှတ်မလဲဆိုတာလေအဲ့တော့ noun ဆိုတာကကျမတို့ကြည့်မယ်ဘာလဲဆိုတော့ noun ဆိုတာကလူဒါမှမဟုတ်နေရာဒါမှမဟုတ်အရာဝတ္ထုတွေရဲ့အမည်နာမတွေအကုန်လုံး noun လို့ခေါ်တယ်ပေါ့နော်အဲ့တော့ noun ဆိုတာကဒီလူ person ဒါမှမဟုတ် place ဒါမှမဟုတ် things အရာဝတ္ထုတွေရဲ့အမည်ဒါဒီ noun ပဲအဲ့တော့ကျမတို့ဒီလိုပဲမှတ်ထားမယ် noun ဆိုတာနော်အဲ့တော့ okay ဘယ်လိုဟာမျိုးတွေလဲကျမတို့ဒါသိနိုင်တယ်ဒီမှာကြောင်းတို့မြို့တို့ဆရာတို့စာအုပ်တို့เนาะဒီဟာတွေဒီကျမတို့ noun တွေ okay အဲ့ဆိုရှင် pronoun ဆိုတာကကျမတို့မြန်မာလိုမစဉ်းစားနဲ့เนาะတကယ်လို့မြန်မာလိုနဲ့တွဲပြီးစဉ်းစားမိနေရဆိုလို့ရှင်တစ်ချက်မေးလိုက်ပါအဲ့တော့မြန်မာလိုမစဉ်းစားမနဲ့ pronoun okay pronoun ဆိုတာက okay အပေါ်မှာ noun တော့ pronoun အဲ့တော့ pronoun ဆိုတာကဘာဆိုတာကိုကျမတို့မစဉ်းစားမယ်လေသူကဘာအလုပ်ကိုလုပ်တာလဲသူရဲ့အဓိက main function ကဘာလဲဆိုတော့ကျမတို့ကြည့်မယ်အဲ့ဒါဆိုရင် pronoun ဆိုတာဒီ noun ကို replace အစားထိုးတာเนาะအပေါ်မှာကျမတို့ noun pronoun ဆိုတာဒီ noun ကိုအစားထိုးတာအဲ့တော့အပေါ်က noun ဆိုတာကကျမတို့ဗာလဲဒီအရာဝတ္ထုတွေเนาะလူသို့မဟုတ်နေရာသို့မဟုတ်အရာဝတ္ထုတွေရဲ့နာမည် name က noun အဲ့တော့ဒီ pronoun ဆိုတာဒီခုနက noun ကိုအစားထိုးတာဆိုတော့သူဒီလဲ noun နဲ့အတူတူပဲသူရဲ့ function က noun နဲ့အတူတူပဲ noun နေရာမှာသူကအစားထိုးလိုက်တာเนาะအဲ့တော့ဘယ်လိုဟာမျိုးတွေလဲဆိုလို့ရှိရင်ဒီမှာ
I တို့ you တို့ he she it they we ဆိုဒါတွေဒီကျမတို့pronoun တွေเนาะအဲ့တော့ဘာဖြစ်လို့အဲ့ဒီမှာကျမတို့ပြောတစ်ချက်တော့မှတ်စရာရှိသွားတယ်ဘာဖြစ်လို့ pronoun က noun ကိုအစားထိုးမှလဲ noun ကသူ့အတူနေလို့ရတာပဲဘာဖြစ်လို့ pronoun ကနေတိုင်းနဲ့ထားပြီးအစားထိုးမှလဲဆိုလို့ရှိရင်ဒီမှာအစားထိုးရတဲ့ကျမတို့ရည်ရွယ်ချက်က noun ကိုထပ်ခါသုံးတာကိုရှောင်ဖို့အတွက်ကိုကျမတို့က pronoun ကိုသုံးတယ်အစားထိုးပြီးသုံးတယ်ဘာလို့လဲဆိုတော့စာကြောင်းတစ်ကြောင်းမှာ sentence တစ်ခုမှာမောင်မောင်သည်ပြေးနေသည်နော်ပြီးလို့ရှိရင်မောင်မောင်သည်ရေချိုးသည်မောင်မောင်သည်ကြောင်းသွားသည်ဆိုတော့အဲ့တော့ဒီနေရာမှာမောင်ပဲတစ်ချိန်လုံးထပ်ပြီးပြောနေမှာလေနော်အဲ့တော့အရှိမကမောင်မောင်ဆိုတဲ့ဒီ noun ကိုပြောပြီးပြီဆိုတော့နောက်မှာမောင်မောင်ထပ်ပြီးလောက်တဲ့ဟာတွေအကုန်လုံးကိုကျွန်တော်တို့သူ့ရဲ့မောင်မောင်ဆိုတဲ့ဒီနာမည်ကြီးကိုထည့်မနေတော့ဘဲနဲ့မောင်မောင်ဆိုတဲ့ဒီနာမည်အစား he ဆိုတဲ့ pronoun ကိုသုံးပြီးတော့ကျွန်တော်တို့ကပြောစရာရှိဟာတွေဆက်ပြောသွားမယ်ဆိုတော့အဲ့လိုနေရာမျိုးမှာ pronoun ကိုကျွန်တော်တို့ကသုံးတယ်ဆိုတော့ရှင်းလေးပဲ noun သည်နာမည်အရာဝတ္ထုနေရာပစ္စည်းတွေရဲ့နာမည် pronoun သည်ခုနကဒီ noun ကိုထပ်ခါသုံးတာကိုရှောင်ဖို့အတွက်ဒီ noun ကိုထပ်ခါစာကြောင်းတစ်ခုထဲမှာစာပိုက်တစ်ခုထဲမှာအကြောင်းအရာတစ်ခုပြောတဲ့အခါမှာ noun ကိုထပ်ခါမသုံးချင်တဲ့အချိန်မှာ noun နေရာမှာဒီ pronoun ကိုကျွန်တော်တို့အစားထုတ်ပြီးပြောပါတယ်ဆိုတော့ဒါကျွန်တော်တို့ noun pronoun နှစ်ခုပြီးသားပြီ okay အဲ့ဆိုနောက်ထပ်ဟာလေးကျွန်မထပ်ဆက်လိုက်အောင်ဆိုခုနအဲ့ဒါပြီးရင် adjective okay adjective ဆိုတာကဘာလဲ adjective ဆိုတာဘာလဲဆိုလို့ရှိရင်သူ့ရဲ့ function ကိုပဲကျွန်တော်တို့ကြည့်မယ်နော် adjective ဆိုရတဲ့ adjective ဒီဘာအလုပ်ကိုလုပ်တယ်လဲဆိုရင် adjective ဒီသူက noun ရဲ့အလုပ်ကိုပုံမပြည့်စုံအောင်လေးနက်အောင်ဖြည့်ဆွတ်ပေးတဲ့စကားလုံးဒီနေရာမှာပြည့်စုံအောင်ဆိုတာတက်ကိုကျွန်တော်တို့လေးနက်အောင်ပေါ့လေးနက်အောင်ဖြည့်ဆွတ်ပေးတဲ့စကားလုံးကိုအထူးပြုပေးတဲ့စကားလုံးကို adjective လို့ခေါ်တယ်ဆိုတော့ကျွန်တော်တို့ပြန်ပြောမယ်နော် adjective ဆိုတာ adjective ဆိုတာ noun ရဲ့အလုပ်ကို adjective စကားလုံးတွေကတော့အများကြီးပဲအဲ့တော့ကျမတို့ငယ်ငယ်တော့ဆိုလို့ရှိရင်ပြဿနာကဘာလဲဆိုလို့ရှိရင်adjective ကဘယ်စကားလုံးက adjective လဲဆိုတာကိုမသိတာအဲ့ဒါပြဿနာအဲ့တော့စကားလုံးတစ်ခုကိုမြင်လိုက်တယ်ဆိုလို့ရှိရင်ရုပ်တရက်ပေါ့နော်ဒီစကားလုံးက adjective လားလည်းမသိဘူး noun လားဒါမှမဟုတ် verb လားဒါရက်ပါကြီးလဲဆိုတာကိုမသိနေတဲ့ဟာပြဿနာပါအဲ့တော့ dictionary ရှာရတယ် dictionary ရှာပြန်လို့ရှိရင်လည်း dictionary ထဲမှာတစ်ခါတလေမှာ noun လို့ပြမယ်တစ်ခါတလေမှာ adverb လို့ပြတယ်တစ်ခါတလေမှာ adjective လို့လည်းပြတယ်ဆိုတော့အဲ့တော့ကျမတို့ရဲ့ပြဿနာပေါ့နော်အဲ့တော့တော်တော်များများလည်းဒီလိုပြဿနာမျိုးရှိကြလိမ့်မယ်ဒါကျမတို့မြန်မာဒီ learners တွေရဲ့ပြဿနာပေါ့နော်အဲ့တော့ကျောင်းမှာတော့ဆိုလို့ရှိရင်ကျမတို့ adjective ဆိုလို့ရှိရင်အရွှေကြီးနဲ့အသက်ကုန်ကြက်ခဲ့ရလေเนาะ adjective ဆိုလို့ရှိရင်အလုံး20 30ကျမတို့ကြက်ပြီးလို့ရှိရင်နောက်တစ်နေ့ကြာလို့ရှိရင် adjective ဆိုလို့ရှိရင်စာပြန်ပြီးអော်ရတာလေเนาะခေါင်းထဲမှာလည်းခိုင်တော့ဘာမှမရှိခဲ့ဘူးမကြမ်းခဲ့ဘူးဒီမှာကျမတို့ပို့ပြီးတော့ရှင်းနေမျက်စိနဲ့မြင်တော့ကျမတို့ဥပမာလေးတစ်ခုကြည့်အောင်ပေါ့နော်ဆိုတော့ဒီမှာအဲ့တော့ adjective ကခုနဘာလဲဆိုတော့ noun ရဲ့အလုံးကိုပုံမပြည့်စုံအောင်ဖြည့်စွက်ပေးတဲ့စကားလုံးဆိုတော့ဒီမှာဒီစာကြောင်းလေးမှာကျမတို့ကြည့်အောင် the beautiful flower grows နော်ဒီလှပတဲ့ပန်းလေးတွေပေါက်နေတယ်ဆိုတော့ဒီမှာ beautiful ဆိုတဲ့ဟာဒီကျမတို့ adjective မှာကျမတို့ကဘယ်လိုလုပ်သိမလဲဒီမှာဒါကတော့ကျွန်မ highlight ပြထားလို့နှိမ့်မို့ဆိုဒီတိုင်းရိုးရိုးတန်းစာကြောင်း the beautiful flower grows ဆိုရင်အဲ့တော့ကျွန်မ tips လေးတစ်ခုပေါ့နော်ပေးမယ်အဲ့တော့စာကြောင်းတစ်ခုတွေ့ရတဲ့အချိန်တိုင်းမှာအမြဲတမ်းစာကြောင်းတစ်ခုထဲမှာ noun တွေကိုလိုက်ရှာကြည့်ပါဆိုတော့ကျမတို့အတွက်ကအလွယ်ဆုံးကရှာတာ noun ကရှာတာအလွယ်ဆုံးပဲဘာဖြစ်လို့လဲဆိုခုနအရှိမကျမတို့ပြောခဲ့တယ်လေနော် noun ဆိုတာကအမည်ဘာတွေရဲ့အမည်လဲဆိုလို့ရှိရင်လူတို့အရာဝတ္ထုတို့နေရာတို့ရဲ့အမည်ဖြစ်တဲ့အတွက်ကြောင့်မလို့ကျမတို့နောင်ကရှာရတာအလွယ်ဆုံးပဲဆိုတော့စာကြောင်းတစ်ကြောင်းမှာစာကြောင်းတစ်ကြောင်းတွေ့ပြီဆိုလို့ရှိရင်ကျမတို့နောင်ကိုအရင်ဆုံးလိုက်ရှာပါနောင်ကိုတွေ့ပြီဆိုလို့ရှိရင်သူနဲ့ကပ်ရက်ကိုတစ်ချက်ကြည့်ပါသူရဲ့ကပ်ရက်ဒီအရှိသူရဲ့နောင်ရဲ့အရှိသူရဲ့နောင်ရဲ့အနောက်ကိုတစ်ချက်ကြည့်လိုက်လို့ရှိရင်သူရဲ့နောင်ရဲ့အရှိမှာရှိနေတဲ့အရာဒီများသောအားဖြင့်ဒီ adjective ပါအဲ့တော့ဘာဖြစ်လို့ဒီမှာ adjective လို့ပြောလဲဆိုလို့ရှိရင်စကားလုံးတစ်လုံးကစကားလုံးတစ်လုံးကိုအထူးပြုတယ်ပြန်ပြီးတော့လေးနဲ့စေတယ်အထူးပြုတဲ့အခါဆိုဒီမှာဆိုလို့ရှိရင် noun ဒီ adjective ရဲ့အလုပ်ကိုပုံမပြည့်စုံဖြစ်ထွက်ပြီးတော့ဖြည့်ဆွတ်ပေးတဲ့စကားလုံးဆိုကျမတို့ English လို့ဆိုလို့ရှိရင်အထူးပြုတယ်ဆိုတာကို modify လုပ်တယ်လို့ခေါ်တယ်ပေါ့နော် modify ဆိုတော့
စကားလုံးတစ်လုံးနဲ့ဆိုရင်သူကဘယ်လိုမျိုး modify လုပ်နိုင်လဲဆိုလို့ရှိရင်အရှိကနေအနောက်ကိုပဲပြန်ပြီးတော့ modify လုပ်နိုင်တယ်ဆိုတော့အရှိကနေနောက်ကိုပြန်ပြီး modify လုပ်တယ်ဆိုလို့ရှိရင်အဲ့တော့ adjective တွေ noun ကိုပဲသူကအမြဲတမ်း modify လုပ်တယ်သူ့ရဲ့ function ဒီ noun ကို modify လုပ်တယ်ဆိုတော့ adjective ကများသောအားဖြင့်သူကတစ်လုံးနဲ့ဆိုလို့ရှိရင် adjective ဒီလိုမျိုး beautiful လိုမျိုးတစ်လုံးနဲ့ဆိုရင်သူကအများနဲ့ noun ရဲ့အရှိမရှိအဲ့တော့ဒီမှာသိသွားပြီ beautiful ဆိုတာဒီ adjective ပေါ့နော် okay ပါအဲ့တော့ verb ကိုကျမတို့ဆက်သွားလိုက်မယ်အဲ့တော့ verb ဆိုတာကဘာလဲဆိုတော့ verb ဆိုတာကသူ့ရဲ့ function ကဘာလဲဆိုလို့ရှိရင် verb ဆိုတာက subject ရဲ့လုပ်ခြင်းဖြစ်ခြင်းကိုပြတဲ့စကားလုံး subject ဘာလုပ်တယ် subject ဘာဖြစ်တယ်ဆိုတာကိုပြတဲ့စကားလုံးကကျမတို့က verb ပဲအဲ့တော့ sentence တစ်ခုထဲမှာကျမတို့တွေ့လိုက်စာကြောင်းထဲမှာဆိုရှင်ကျမတို့အများနဲ့တွန်းရှာမယ်အဲ့တော့ဒီ subject နာမှာအများနဲ့ပုံမှန်အဖြစ်ရှိလေရှိထားရှိရပါတော့ simple sentence တစ်ခုနာမှာဆိုလို့ရှိရင်အဲ့တော့ဒီစာကြောင်းထဲမှာဆိုကျမတို့ကြည့်ရအောင်ဆိုတော့ဒီစာကြောင်းထဲမှာဆိုလို့ရှိရင် grow ဆိုတာဟာဒီ verb ဘာကြောင့်လဲဆိုလို့ရှိရင်ဒီမှာ grow ဆိုတာကပေါက်နေတယ်ပေါက်နေတာကဘာကပေါက်နေတာလဲအဲ့တော့ဒီနေရာမှာက subject ကဘာဖြစ်မယ်လို့ထင်လဲရှင်အဲ့တော့ဒီနေရာမှာ subject ဒီ flower ဆိုတော့ဒီ plant ဆိုရယ်ဒီ flower အဲ့တော့ကြတော့တကယ်တော့ဒီနေရာမှာ subject ကလေ the beautiful flower ဆိုရယ်ဒီဟာကြီးတစ်ခုလုံးကဒါ subject ကြီးပေါ့နော်ကျမတို့ဒါကတော့နောက်ပိုင်းမှာနောက် video တွေမှာကျမတစ်ချက်အသေးစိတ်ရှင်းပြသွားပါမယ်ရှင်ဒီ sentence structure နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲ့တော့ဒီနေရာမှာတော့ကျမတို့ verb အကြောင်းပဲပြောမယ်ဆိုလို့ရှိရင်အဲ့တော့ verb ဆိုတာဒီ grow ဆိုရယ် verb ကဒီ flower ပေါက်ပန်းတွေကပေါက်နေတယ်ဆိုရယ်ဒီပန်းကဘာဖြစ်နေတယ်ဆိုရဲဟာကိုပြတယ်ဒီ grow ကဒီပေါက်နေပါတယ်ဆိုရဲဖြစ်ချင်းကိုပြတယ်ဒီစကားလုံးဒီဒါ verb ပါပေါ့နော်ထပ်ကြည့်မယ်ဆိုရင် adverb အဲ့တော့ကျွန်တော်တို့အရှိမ adjective လည်းပြောပြသွားပြီverb လည်းပြောပြသွားပြီ noun လည်းပြောပြသွားပြီဆိုတော့ဒီနေရာမှာတစ်ချက်ကြည့်ကြည့်အောင် adverb ကကြတော့ဘာအလုပ်ကိုလုပ်တယ်လဲဆိုလို့ရှိရင် adverb ကလည်းသူက modify မဲ့လုပ်ကြတယ်အဲ့တော့ဒီ 8 parts of speech မှာကလေညာသွားပြန်တစ်ခုကိုတစ်ခုကိုတစ်ခုပြန်ပြီးတော့ modify လုပ်နေကြဒီပို့ပြီးတော့လေးနဲ့အောင်ပို့ပြီးတော့ပြည့်စုံအောင်အထူးပြုနေကြတာဖြည့်ဆွတ်ပေးနေကြတာပေါ့နော်အဲ့တော့ adverb ကလည်းသူက modify function ရှိတယ်သူကဘာကို modify လုပ်တယ်လဲဆိုလို့ရှိရင် adverb ကသူကဒီမှာသူကနည်းနည်းလေးလေ adverb ကသူကနည်းနည်းလေးထူးကြတယ်ပေါ့နော်သူက joker ဘာလို့လဲဆိုတော့သူကခုနကpronoun ဆိုလို့ရှိရင် noun နေရာမှာပဲအစားထိုးလိုက်နိုင်တယ်เนาะ noun နေရာမှာအစားထိုးတယ်ဒီ adjective ဆိုလို့ရှိရင်သူကnoun ကိုသူက modify လုပ်တယ်အထူးပြုတယ်ဆိုတော့ဒီ adverb ကကြတော့သူကလေ verb ကိုအထူးပြုတယ်เนาะသူက verb ကိုအထူးပြုတယ်ပြီးတော့သူက adjective ကိုလည်းအထူးပြုနိုင်တယ်ပြီးတော့နောက်တစ်ခုကသူ့ရဲ့ထူးခြားချက်ကသူကိုယ်တိုင်က adverb ဖြစ်ပေမဲ့လို့သူနောက်ထပ် adverb တစ်လုံးကိုလည်းသူကပြန်ပြီး modify လုပ်လို့ရတယ်ဆိုတော့ adjective ကသူက joker ပေါ့နော်သူကသုံးခုကိုတော့မှအထူးပြုလို့အထူးပြုနိုင်တယ်အထူးပြုတယ်သူရဲ့ function ကပေါ့နော်နောက်ပိုင်းတော့တဖြည်းဖြည်းနဲ့ကြည့်ရင်တော့တည်သွားမှာပါဖြည်းဖြည်းချင်းနဲ့နောက်ပိုင်းမှာတော့နောက် video တွေမှာလည်းကျွန်မထပ်ပြီးတော့ရှင်းပြပေးသွားပါမယ်အဲ့တော့ဒီနေရာမှာတော့လောလောဆယ်ဒီလိုပဲခဏမှတ်ထားနိုင်မယ်ပေါ့နော်အဲ့တော့ဒီ example လေးကိုတစ်ချက်ကြည့်လိုက်မယ်ဆိုလို့ရှိရင် she runs quickly သူကပြေးတယ်ဒီမှာဒီနေရာမှာဆိုရှင် she runs သူပြေးတယ်သူမပြေးတယ်ဘာလို့ပြေးတာလဲ quickly မြန်မြန်ပြေးတာဆိုတော့အဲ့တော့ဒီနေရာမှာဒီ quickly ဒီအရှိက run ဆိုရဲ verb ကိုသူကအထူးပြုထားတယ်ပေါ့နော်အဲ့တော့ adjective ဆိုလို့ရှင်ခုနကကျွန်မပြောခဲ့တဲ့စကားလုံးတစ်လုံးနဲ့ဆိုလို့ရှင်သူကနောက်ကိုပြန်ပြီးတော့အထူးပြုတယ်adverb ဆိုရှင်တော့သူကအရှိကိုပြန်ပြီးတော့အထူးပြုတယ်ပေါ့နော်တစ်ခါတလေမှာဒါ trend အနေနဲ့ adverb ရဲ့ trend အနေနဲ့သူများသောအားဖြင့်ဆိုလို့ရှိရင်တော့စကားလုံးတွေကအရှိကနေနောက်ကိုပဲပြန်ပြီးmodify လုပ်လို့ရှိရတယ်ဒါပေမဲ့ adverb မှာတော့သူကနည်းနည်းလေးထူးခြားတယ်သူက trend ရှိရပါဘူးသူက3မျိုးလုံးကိုတောင်မှသူက3ခုကိုတောင်မှmodify လုပ်နိုင်တာဆိုတော့ adverb ကတစ်ခါတလေမှာတစ်လုံးလေးပဲသူကအနောက်ကနေလည်းအရှိကိုပြန်ပြီးအထူးပြုနိုင်ဆိုအရှိကနေလည်းသူကအနောက်ကိုပြန်ပြီးတော့အထူးပြုနိုင်တယ်ဒါပေမဲ့ပြောပဲဖြစ်ဖြစ်သူ့ရဲ့ဒီ function ကတော့သူက verb ကိုအထူးပြုတယ်အဲ့တော့ဒီမှာဒီနေရာမှာ adjective ဆိုတာသူရဲ့အရှိက run ဆိုတဲ့ verb ကိုသူကပို့ပြီးတော့လေးနဲ့အောင်ပြည့်စုံအောင်အထူးပြုပေးတာ modify လုပ်ပေးတာဆိုတော့ she ran သူမပြေးတယ်
လို့ပြေးရလဲဖြည်းဖြည်းပြေးရလားမြန်မြန်ပြေးရလားမဟုတ်ဘူးပုံမှန်သွားတာလားမဟုတ်ဘူးသူမကဒီမှာမြန်မြန်ပြေးတာဆိုတော့ဒီလိုမျိုးပို့ပြီးတော့ပြည့်စုံအောင်လေးနဲ့စီအောင် verb ကိုအထူးပြုပေးတာပေါ့နော်အဲ့တော့ဒီနေရာမှာ quickly ဒီ adjective ပါsorry adverb ပါဆိုတော့ဒီမှာဆိုရှင်အဲ့လိုပဲနောက်စာကလုံးတစ်ခုမှာဆိုရင် the flower is very beautiful ဆိုတော့ဒီနေရာမှာ very ဒီ adverb ဆိုတော့ဒီနေရာမှာကျတော့သူကဘယ်သူ့ကိုအထူးပြုတယ်လို့ထင်လဲရှင်ဘာလို့ဆိုတော့သူ့ရဲ့အရှိမ is ဆိုတဲ့ verb ရှိတယ်သူ့ရဲ့အနောက်မှာ beautiful ဆိုတဲ့ adjective ရှိတယ်ဆိုတော့ဒီစကားလုံးလေးကလှတယ်เนาะဒီစာကြောင်းလေးကလှတယ်ဘယ်သူ့ကိုအထူးပြုတယ်လို့ထင်လဲရှင်ဒီ adverb ကလေတစ်ခုလုံးသူအထူးပြုပါတယ်သူကဒီအလဲမှာနေပြီးတော့သူအရှိက verb ကိုလည်းသူအထူးပြုတယ်ဒီ is ဆိုတဲ့ verb to be ကိုလည်းအထူးပြုတယ်သူရဲ့အနောက်က adjective ဒီ beautiful ဆိုတဲ့ adjective ကိုလည်းပြန်ပြီးအထူးပြုပါတယ်เนาะအဲ့တော့ဒီပန်းကလှတယ်ဘလောက်တောင်လှတာလဲအရန်ကိုလှတာဆိုတော့အဲ့တော့ပိုပြီးလေးနက်စေခြင်းတဲ့အတွက်ကြောင့်မလို့ပေါ့နော်နောက်တစ်ခါ conjunction ကကြတော့ဗာလဲဆိုတော့သူကလေစကားဆက်ပေါ့နော်။ဘာကြောင့်ကျမကစကားဆက်လို့ပြောလိုက်လဲဆိုရင်သူ့ရဲ့ function ကိုကျမတို့ချက်ကြည့်အောင်သူ့ရဲ့အလုပ်သူကဘာလုပ်ကိုလုပ်တယ်လဲဆိုရင် conjunction ကသူကလေဒီမှာစကားလုံးနှစ်ခုဒါမှမဟုတ်စကားလုံးနှစ်ခုထပ်ပိုးနိုင်တဲ့စုတွေစကား phrase စကားစုတွေ clause ဒီစကားကြောင်းအတူတွေပေါ့အဲ့လိုဟာမျိုးတွေကိုတစ်ခုနဲ့တစ်ခုဆက်ပြီးတဲ့စကားလုံးကို conjunction လို့ခေါ်ပါတယ်ပေါ့နော်အဲ့တော့ကျမတို့ conjunction တွေရပါတယ်လဲဆိုလို့ရှိရင်ဒီမှာ and but or because so ဒါတွေက conjunction တွေပေါ့နော်အများကြီးရှိသေးတယ်နောက်ထပ် conjunction တွေမှာကိုလေ conjunction တွေကျမတို့တဖြည်းဖြည်းနဲ့သိလာလိမ့်မယ်နောက်ပိုင်းတော့ကျမတို့တစ်ချက်ကြည့်ရင်စာရေးဖိုင်တွေတော့သိလာမှာ conjunction တွေကတော့အများကြီးပေါ့ဒါတွေကတော့ပုံမှန်အများအပြားသုံးပြုတဲ့ conjunction တွေပါပေါ့နော်လို့ရှိရင်ဒီမှာ Uba is old but he is strong Uba ကအသက်ကြီးနေပြီဒါပေမဲ့လို့သူကတမာတော့မယ်ဆိုတဲ့ဟာကိုပြောချင်တာပေါ့အဲ့တော့အဲ့ဒီနေရာမှာ Uba is old ဆိုတာဒီတကယ်တော့ဒါကျမတို့စာကြောင်းတစ်ကြောင်းပေါ့နော်ဒါ clause တစ်ခုပေါ့ပြောမှဆိုလို့ရှိရင်ဒါ clause တစ်ခုနောက်ထပ် he is strong ဆိုတာလည်းနောက်ထပ် clause တစ်ခုအဲ့တော့ဒီ clause နှစ်ခုကိုသူတည်တဲ့ရက်တင်တာနဲ့ clause နှစ်ခုကိုဒီ but ဆိုတဲ့ conjunction နဲ့ဆက်ထားတာပေါ့နော်အဲ့တော့ Uba is old but he is strong ဒီမှာကကြတော့ I like tea and coffee ဆိုတာကကြတော့ဒီမှာဆိုလို့ရှိရင် tea ဆိုတာကစကားလုံးတစ်လုံးနဲ့ပဲ coffee ဆိုတာလည်းစကားလုံးတစ်လုံးနဲ့ပဲအဲ့တော့ဒီစကားလုံးနှလုံးကို I like tea and I like coffee ဆိုပြီးကျမတို့နှစ်မျိုးပြောမဲ့အစားဒီရှေ့ကတူနေတဲ့ I like ဆိုတဲ့ဟာကိုကျမတို့ဖြုတ်လိုက်ပြီးတော့အနောက်ကစကားလုံးနှလုံးကိုပဲကျမတို့ပြန်ဆက်လိုက်တာပေါ့နော် I like tea and coffee clause တွေ phrase တွေကိုကျမနောက်ထပ် video တွေနဲ့ကျမတစ်ချက်ရှင်းပြပေးသွားပါမယ်အဲ့ခါကြာလို့ရှင်တော့ပို့ပြီးတော့တခြားသဘောပေါက်ပြီးတော့ပို့ရှင်းသွားမှာပါအဲ့အတွက်ကြောင့်မလို့နောက်ထပ် video လေးတွေလည်းအကျိုးရှိတဲ့ဗီဒီယိုလေးလည်းတစ်ဆက်ပြီးတော့တင်ပေးသွားမှာမလို့ဒီ Skill Stream မြန်မာ channel လေးကို subscribe လုပ်ထားပြီးလို့ရပါတယ်เนาะအဲ့တော့ကျမတို့အလွယ်မှတ်မယ်ဆိုရင် fanboy ဆိုတဲ့ဟာနဲ့မှတ်လို့ရတယ်ရှင်အဲ့တော့ဒီဒါများသောအားဖြင့်အသုံးများတဲ့ဒီ common conjunction တွေပေါ့ fanboy ဆိုပြီးကျမတို့မှတ်လို့ရတယ် fanboy ကဘာလဲဆိုလို့ရှင် f ဒီမှာ for and nor but or yet so ပေါ့နော်အဲ့ဒါတွေကိုအတူကောင်းအနေနဲ့ကျမတို့ fanboy ဆိုပြီးမှတ်လို့လည်းရပါတယ်နောက်တစ်ခုကကျတော့ preposition ကတော့အရန်ကိုအသုံးများတယ်နေရာတိုင်းမှာနေပါကိုကျမတို့သုံးရတယ်လို့အမှားဆုံးပဲအမှားအများဆုံးပေါ့နော်ဒုက္ခအပေးဆုံးကကျမတို့ preposition ပေါ့နော်အဲ့တော့ preposition ကိုဘာလို့ပြီးဘယ်လိုမျိုးနှုတ်ဖြစ်တယ်လဲဆိုရင်ဒီမှာကြည့်အောင် noun တစ်ခုရဲ့အရှိနော် noun တစ်ခုရဲ့အရှိ verb တစ်ခုရဲ့အနောက်ဆိုတော့အလယ်မှာနေရနော် noun တစ်ခုရဲ့အရှိ verb တစ်ခုရဲ့အနောက်မှာရပ်တည်ပြီးတော့ဘာနဲ့ဘာရဲ့ဆက်နွယ်မှုကိုပြရတယ်ဆိုတော့အဲ့အရှိက noun နဲ့အနောက်က verb နှလုံးရဲ့ဆက်နွယ်မှုကိုပြတဲ့စကားလုံးကိုကျမတို့က preposition လို့ခေါ်ပါတယ်အဲ့တော့ကျမတို့ preposition ဆိုလို့ရှိရင်စာကြောင်းထဲမှာခုနကကျမအရှိမပြောခဲ့သလိုပဲစာကြောင်းတစ်ခုမှာကျမတို့ကအများရန် noun ကိုတစ်ချက်ကြည့်ပါပြီးလို့ရှိရင်ကျမတို့ verb ကိုတစ်ချက်ရှာပြီးပြီဆိုလို့ရှိရင်အဲ့ဒီ noun တို့ verb တို့ရဲ့ပတ်ချာထဲမှာရှိနေတဲ့စကားလုံးလေးတွေတွေ့လိမ့်မယ်အဲ့ခါကြာလို့ရှိရင်ကျမတို့ preposition ပေါ်လာပါလိမ့်မယ်ပေါ့နော်ဆိုတော့
အဲ့တော့ဒီ preposition ဒီ preposition of time လား preposition of place လားဆိုတဲ့ဟာကတော့ဒီစာကြောင်းရဲ့အနေအထားပေါ်မူတည်ပြီးတော့ကျမတို့ဒါပြန်ပြီးတော့နောက်ထပ်စဉ်းစားပြီးတော့ဆုံးဖြတ်ရမယ်နောက်တစ်ဆင့်ပေါ့နော်အဲ့တော့ဒီဟာတွေကလည်းနောက်ပိုင်းမှာကျမတို့ထပ်ပြီးတော့ preposition နဲ့ပတ်သက်ပြီးတော့လည်း prepositional ဒီ adverb တွေ prepositional phrase တွေမှာလည်းထပ်ပြီးတော့အသေးစိတ်ထပ်ရှင်းသွားအောင်ပေါ့နော်အဲ့တော့ဥပမာလေးကြည့်ကြည့်မယ်ဆိုလို့ရှိရင်ဒီမှာ we sit on the bench we sit on the bench ပေါ့နော်အဲ့တော့ဒီမှာဆိုလို့ရှိရင်ခုနကျမတို့အရှိရကျမပြောတယ်ဒီမှာ noun တစ်ခုရဲ့အရှိဆိုတော့ကြတော့ noun ဒီမှာ noun the bench ဆိုရယ် noun တစ်ခုရဲ့ဒီအရှိ verb တစ်ခုရဲ့အနောက်ရပ်တည်ပြီးတော့ရှိနေတဲ့ဒီအလယ်မှာရှိနေတဲ့ on ဒီဟာဒီ preposition ပါเนาะဆိုတော့ဒီမှာ we sit ငါတို့တွေထိုင်နေကျွန်တော်တို့တွေကထိုင်နေဘယ်မှာထိုင်လဲဆိုလို့ရှိရင် on the bench ခုံတရားပေါ်မှာကျွန်တော်တို့တွေထိုင်နေတယ်ဆိုတော့ဒီ on ဆိုတာဒီ preposition မှာဒီနှစ်ခုရဲ့ဆက်နွယ်မှုပြပါတယ်เนาะအဲ့တော့ဒီနေရာမှာတော့ on ဒီသူကနေရာကိုပြတာဘယ်နေရာမှာထိုင်နေဆိုတဲ့နေရာကိုပြတော့ကြောင့်မလို့သူဒီ preposition ဆိုတာ location ကိုပြတဲ့ preposition ပါเนาะconjunction စကားလုံးတွေမှာဆိုတော့ကျမတို့က exclamation mark လေးတွေဒီကျမတို့မြန်မာဆိုနတန်သီးလို့ခေါ်ရတယ်နော်နတန်သီးလေးတွေ exclamation mark လေးတွေဒီ comma လေးတွေထည့်ပေးရပါတယ်ထည့်လေးရှိပါတယ်ရှင်my example လေးတွေဆိုလို့ရှင်လေ oh I forgot my book hello nice to meet you wow that's amazing we lost the game ဒီလိုမျိုးလေးတွေပေါ့နော်a personal speech ကိုတည်တည်ချာလေးလေးလေးနက်နက်လေးကျမတို့တည်တည်ချာသဘောပေါက်မယ်အဓိကသူတို့ရဲ့ main function တွေပေါ့နော်ဒီတစ်ခုချင်းစီကဒီစကားစုတစ်ခုချင်းစီက main function တွေအဓိကဘာလို့ကိုလုပ်လဲဆိုတာကိုကျမတို့တည်တည်ချာသိထားမယ်ဆိုလို့ရှိရင်ကျမတို့အင်္ဂလိပ်စာအခြေခံလုံးဝပိုင်းပါပြီကျန်တဲ့ advanced grammar တွေမှာလည်းကျမတို့ဒီဟာအတိုင်းပဲဆက်ပြီးတော့ကျမတို့ဒီ concept အတိုင်းပဲဆက်ပြီးလေ့လာသွားမယ်ဆိုလို့ရှိရင်เนาะအရာကိုအဆင်ပြေပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ကျမကတော့Skillstream မြန်မာ channel ကသင်စားပါဒီ Skillstream မြန်မာကနေဒီ English grammar သင်ခန်းစာလေးတွေတခြား career နဲ့ဆိုင်တဲ့ contents လေးတွေ video လေးတွေပြီးတော့နောက်တစ်ခါကျတော့ဒီ digital workplace ပေါ့နော်နဲ့ tools လေးတွေနဲ့ပတ်သက်တဲ့ tutorial လေးတွေတခြားဒီ professional career အတွက်ကိုအကျိုးရှိစေမယ်ဒီ video လေးတွေကိုSkillstream မြန်မာကနေတောက်လျှောက်မျှဝေပြီးတော့တက်ဆက်ပေးတော့မှာမို့လို့ကျမရဲ့ဒီ SSMR channel လေးကို subscribe လေးလုပ်ထားပေးခဲ့ပါဦးကျေးဇူးများတင်ပါတယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်အားလုံးပဲဘေးကင်းလုံခြုံကြပါစေရှင်